မင်္ဂလာပါခင်ဗျာ Broadly Computer Training Center မှာကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ရှင်းပြပေးမယ့် video file တွေကန်းဆက်ကတော့ equity and liability video file တွေကန်းဆက်ကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ6အကောင့်မှာဒီဆောက်မဲ့ equity and liability video file တွေကန်းဆက်နောက်ဆုံး6အကောင့်မှာဒီဆောက်တဲ့ video file တွေကန်းဆက်ရင်နောက်ဆုံး video file တွေကန်းဆက်ကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဆောက်လိုက်ရအောင်နော် equity and liability ဆိုတာဟာဘာပြောလဲဆိုရင် total asset liability နဲ့ equity ကိုပေါင်းလိုက်ဖြစ်ပြပါတယ်ဒါဆို statement of financial position ဆွဲမှဆိုရင် total asset နဲ့ equity and liability ပေါင်းချင်ညီမှဆိုရင်ကျွန်တော်တို့ statement of financial position ဆွဲတာစီရင်နှိမ့်ထုတ်ဆွဲတာညီတယ်လို့ပြောလို့ရနော် equity ဆိုတာဟာဘာပြောလဲဆိုရင် owner တို့ရဲ့ equity ပြောလို့ရ capital လို့ပြောရ equity ဆိုတာ owner ရဲ့စီးပွားရေးလုပ်ငန်းတက်မှာရှိတဲ့အမှန်တကယ်ပိုင်ဆိုင်မှုဖြစ်ပါတယ် formula တက်မှာဆိုရင်ကျွန်တော်တို့ equity လို့တယ်ဆိုရင် equity ကို asset ထက်မှာ liability လို့လည်းမဆိုရှင်ပါရတဲ့ equity เนาะ equity ဆိုတာ credit asset ဆိုတာအတက်ပဲ liability ဆိုတာဘာလဲဆိုရင် credit เนาะဒါဆို equity account နေမှာဆို owner ထည့်ဝင်ထားတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြောเนาะအဲ့ဒါလည်းပါလဲ owner တို့ရဲ့ capital ရှိတယ်အဲ့ဒါ credit side เนาะ opening capital ဆိုတာ credit additional capital ဆိုတာနောက်ထပ်ထပ်ထည့်လိုက်တဲ့ capital လို့ပြောတယ်เนาะအဲ့ဒါ additional capital လို့ခေါ်တယ်ပြီးရင် drawing account လဲ drawing account ဆိုတာဘာလဲဆိုရင်လဲ owner တို့ရဲ့ drawing owner တို့ရဲ့ငွေထုတ်သွားတယ်ထုတ်သွားတဲ့ owner တို့ရဲ့ငွေကိုပြန်ထုတ်လိုက်တယ်အဲ့ဒါ owner တို့ရဲ့ drawing ခေါ်တယ် personal drawing ခေါ်ပြောလို့လည်းရတယ်အဲ့ဒါ debit debit side မှာဘာပြောလဲဆိုရင် owner တို့ကပိုင်ဆိုင်သောသူစီအတွက်လုပ်ငန်းမှာထုတ်ယူသည့်ငွေ equity မှာရောစေသည် deduction for the capital မှာနှုတ်တဲ့အဲ့ဒါဆို owner တို့ရဲ့ယင်းဒီမျိုးနာထားတဲ့လုပ်ငန်းပေါ်မှာယင်းဒီမျိုးနာထားတဲ့ငွေရောသွားတဲ့အဲ့ဒါကြောင့်ပါလဲထည့်တယ်ဆိုရင် debit side နဲ့ထည့်နော်ဒါဆို retail earning for company ရဲ့ retail earning ဆိုတာဟာမခွဲဝေထားသေးသောအမြတ်လေးပြလုပ်ငန်းကမခွဲဝေထားသေးသောမခွဲဝေပိုင်ရှင်တို့ကိုအမြတ်လေးမခွဲဝေတဲ့အမြတ်လေးကို retail earning လို့ခေါ်တယ်နော်အဲ့ဒါ accumulated profit လို့လည်းခေါ်လို့ရတယ် undisputed profit လို့လည်းခေါ်တယ်နော် accumulated profit ဆိုတာဟာအဲ့ဒါပါဆိုရင် credit side နော် credit side မပေးသေးဘူးဒါဆိုရင်ဒါလည်း credit side မခွဲသေးတဲ့ဒါ credit side မခွဲဝေသေးတဲ့လုပ်ငန်းကအများလေးကိုစုထားတဲ့ငွေနော် company ကစုထားတဲ့ငွေကို retail earning လို့ခေါ်တယ်နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင် current year profit or loss trading လုပ်ငန်းမှာ profit or loss အတွက်ထွက်လာတဲ့အမြတ်ဆိုကျွန်တော် trading လုပ်ငန်းလုပ်တယ်ကျွန်တော်တို့အလားချိုးတယ်လိုက်တာအလားချိုးလိုက်ကျွန်မရှုချင်လဲရှုမယ်လုပ်ငန်းကအမြတ်ချင်လဲများမယ်တကယ်တော့ net profit များတယ်ဆိုရင်ကျွန်တော်တို့ decrement credit side နဲ့ထည့်လို့ရတယ်ဒါမှမဟုတ်ဆိုးသွားပြီဆိုရင် debit side နဲ့ထည့်လို့လည်းရတယ်အဲ့ဒီမျိုးမထည့်ချင်ဆိုရင် net profit အပေါင်းနဲ့ထည့်ချင်လည်းရတယ် net profit loss minor နေနဲ့ထည့်ချင်လည်းရတယ်နော် net loss ကို minor နေနဲ့ထည့်ချင်ရတယ်အများလည်း equity မှာတိုးလာလို့ပါတယ်ဆို credit side အဲ့ဒါဆိုရင်အပေါင်းထည့်လိုက်တာနော်တကယ်လို့အရှုံးပေါ်လာလိုက်အရှုံးပေါ်နေရင်လည်း equity မှာ net လာလို့ပါတယ်ဆိုရင် debit side နဲ့ထည့်လို့ရတယ်ဒါဆိုအရှင်နောက်တစ်ခုကပါတယ် short term liability လဲ short term liability ကို current liability တနေ့အတင်းပြန်ဆက်ရမည်အကျွေးလို့ခေါ်တယ်trade creditor ဆိုတာကျွန်တော်တို့အကုန်တွေဝယ်ထားတယ်ကုန်ကျွေးပေးစေရရှိတယ်အဲ့ဒါတနေ့တော့တင်းမှာပေးစေရရှိ short term liability လို့ခေါ်တယ်နော်အဲ့ဒါအကောက်ပေးပဲဆိုရင်ကိုပစ္စည်းဝယ်တဲ့ပုံမှာပေးစေရရှိတဲ့ဟာအကောက်ပေးပဲနေနဲ့ထည့်တယ်ကိုပစ္စည်းကိုခက်တဲ့အကျွေးဖြစ်ဝယ်ယူပြီးမပေးရသေးတော့ငွေတွေကိုပါလဲဆိုရင်လည်း short term liability လို့ခေါ်တယ်နော် trade creditor ရဲ့အကောက်ပေးပဲ sundry creditor ပေးစေရရှိအကျွေးတွေပေးစေရရှိသူတွေအကျွေးတွေခေါ်တာနော် payment ဆိုတာ promissory note ဂတိကောစာချုပ်ဖြစ်တယ်ပေးရန်ရှိကောင်းငွေတွေကျွန်တော်တို့ကတနေ့တော့တင်ပေးမယ်ဆိုတော့ဂတိကောစာချုပ်နဲ့ promissory note နေနဲ့ကျွန်တော်တို့တွေကတာမတာတဲ့ပေးမှန်းလေးရှိရင်တော့ bank overdraft ဘဏ်မှာပို့ထုတ်ထားတဲ့ငွေတွေရှိတယ်ကျွန်တော်တို့ကဘာမှကျွန်တော်တို့ကိုရဲ့ရင်းနှီးမှုဘာမှအထားတဲ့ငွေတွေပို့ပြီးတော့ထိုးထားတဲ့ဟာကို bank overdraft လို့ခေါ်တယ်ဒါဆိုရင်အဲ့ဒါလေးတနေ့ပေးစေရှိတာဟာ short term liability လို့ခေါ်တယ်နောက်တော့အခု expense ဆိုတာဟာနောက်တစ်ခုအသုံးပြီးတော့လဲမပေးရသေးသောဈေးကျွန်တော်တို့ကပစ္စည်းကိုကျူယူထားတဲ့ဟာတွေရှိတယ်အဲ့ဒါတွေကိုပိုက်ဆံမပေးရသေးဘူးအဲ့ဒါကို crew expand လို့ခေါ်တယ်ပေးရန်ရှိလို့ဈေးတွေနော်
အခု electricity ရမီတာကပေးစီရချန်လေးရှိတယ်အခုဆိုတော့လို့သမားလာစာကလောက်ကုန်ပေးရတယ်ပေးစီရရှိတယ်လောက်ကလေးလေးရှိတယ် happy profession ဆိုတာဟာကျွန်တော်အခေါ်ကကိုပေးစီရရှိတဲ့ပေးစီရချန်လေးတွေရှိတယ်เนาะနိုင်ငံဆိုရကိုအခေါ်တွေကိုကျွန်တော်ပေးဆိုင်ရစီရချန်အများတော့ခေါ်နေလေးပေးစီရရှိတယ်အဲ့ဒါတွေကို happy profession လို့လည်းခေါ်လို့ရเนาะအနေrevenue ဟောစာမှုပေးတဲ့ကရရှိတော့ငွေတဲ့ကျွန်တော်တို့တွေက customer တွေကိုဝန်ဆောင်မှုတွေပေးတာဝန်ဆောင်မှုပေးကျွန်တော်တို့တွေကဝန်ဆောင်မှုမပေးတဲ့ခင်မှာရရှိတော့ငွေဖြစ်เนาะအဲ့ဒါကို advance for the customer ကျွန်တော်တို့တွေကအကျိုးတင်ရရှိထားတဲ့ငွေတွေ customer deposit customer ဒီမှာကျွန်တော်တို့တွေကယူတာcustomer ရှိဒီမှာကျူတင်ရထားတဲ့ဟာလေးရှိအဲ့ဒါကိုကျွန်တော်တို့က short term liability လို့ခေါ်တယ်เนาะနောက်တစ်ခုက long term liability ဆိုတာတနည်းထက်ကျော်ပြီးတော့ non current liability ခေါ်လို့လည်းရတယ်เนาะ long term liability ကို non current liability ခေါ်လို့လည်းရတယ်နည်းနည်းကျော်မှပြန်ဆက်ရပြီးအကျွေးတွေခေါ်တယ်ဘဏ်လို့ဆိုတော့ကျွန်တော်တို့ရဲ့ဘဏ်ကိုတနည်းထက်ကျော်ပြီးတော့ဆက်တဲ့ဟာလေးရှိရတစ်နှစ်နှစ်နှစ်သုံးနှစ်တနည်းထက်ကျော်တဲ့ဟာ3နှစ်လို့5နှစ်လို့เนาะအဲ့ဒီမျိုးကမှထုတ်ချထားတဲ့ဟာလေးကိုတနည်းနဲ့ချိုးပေးရတယ်အဲ့ဒါကိုဘန်လို့လေးခေါ်တယ် debenture payment ဆိုတော့ကုမ္ပဏီမှာထုတ်ရောက်တော့ချင်းငွေစာချိုးလေးတွေချင်းငွေစာချိုးလေးရှိတယ်ကျွန်တော်တို့တွေက debenture payment လေးပေါ့ပြီးတော့ bond payment ဆိုတာယင်းဒီမျိုးနဲ့ထားသူတို့မရယူထားတော့ချင်းငွေလေးရှိတယ်เนาะအဲ့ဒါလေးကိုကျွန်တော်တို့ကတနည်းနဲ့ကြော်ပြီးအပေးစေရရှိတဲ့ဟာကို long term liability လို့ခေါ်တယ်ဒါဆိုရင် equity ဆိုတာဘာလဲ short term liability ဆိုတာလဲ long term liability ဆိုတာဘာလဲဆိုတာအကောင့်လေးကိုကျွန်တော်ရှင်းပြပေးတာနားလည်မယ်လို့ထင်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်6အကောင့်မှာဘယ်လိုထည့်လဲဆိုတာပြပေးမယ်နော်ဒါဆိုရင်ဒီမှာကြည့်အောင်ဒီမှာကျွန်တော်အကောင့်နေ ID ကိုဒီ6အကောင့်မှာပေးထားတဲ့ share video file သင်ခန်းစာရှင်းပြပေးပါတယ်ခင်ဗျဒါဆိုရင်ဒါလေးကိုနားလည်စေချင်တဲ့အကောင့်နေနားပါလေဘယ်လိုပေးထားတဲ့သိချင်တဲ့ share video file ပြန်ပြီးတော့လေ့လာစေချင်တယ်ခင်ဗျdebenture note ဆိုတာ debenture long term liability plus or ကောက်မှာ long term တွေအဲ့ဒါတွေက equity and liability ဆိုတာအဲ့ဒါအမှာပါနော် equity liability ဆိုတာအဲ့ဒါအမှာကျွန်တော်အခုကဘာပြောရမလဲဆိုရင်ကောက်အောက်လေးကိုပါလဲဆိုရကျွန်တော်ပြောနော်ကောက်ပထမဆုံး plus or ကောက်မှာ long term liability ကြောင့်ကျွန်တော်ရှင်းပြပေးမယ် long term liability ဆိုတာ debenture note တွေပါမယ်ဘဏ်လိုတွေပါတင်နေတဲ့ကြော်ပြီးပေးဆက်ရတဲ့ဟာလေးပေးချေရတဲ့အခြေငွေလေးတွေနော် current liability ဆိုတာတနေ့တော့တင်းမှာပေးချေရတဲ့ဟာလေးအဲ့ဒါလည်း trade pay ပဲရှိမယ် other pay ပဲရှိမယ်အခု electricity ရှိမယ်အခုဆိုရရှိမယ် debt pay ပဲ provision လေးပါမယ်အခု expense လေးပါမယ်အခု purchase related ကိုဆိုတာကြိုတင်ဝယ်ထားတဲ့ပေးချေစီရရှိတဲ့အကျွေးလေးတက်ဆိုင်တဲ့ကိုကျွမ်းစီလေးပါမယ်เนาะအဲ့ဒါလေးကဘာလဲဆိုရင် credit side เนาะ equity and liability ကိုလိုပါလဲဆိုရင် credit side current liability long term liability လည်း credit side เนาะ current liability လည်း credit side နောက်တစ်ခုက equity ဆိုတာဘာလဲဆိုရင် credit side เนาะ equity လည်း credit side ဒါ owner capital owner တို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေထည့်ထားတဲ့ equity เนาะအဲ့ဒါတွေက equity and liability ဆိုတာအဲ့ဒါအမှာပါဝင်တယ် plus or ကောက်က equity ဒါဆိုရင် credit side retail earning ဆိုတာလုပ်ငန်းကပိုင်ရှင်ရင်းနှီးမြှုပ်နှံထားတဲ့သူတွေကိုအများဆုံးလေးကိုပေးရန်ချထားတဲ့စုထားတဲ့ငွေတွေကို equity ထဲမှာထည့်ထားတယ်အဲ့ဒါကို retail earning လို့ခေါ်တယ် equity and liability အဲ့ဒါလည်း credit side เนาะ owner drawing ဆိုတာပိုင်ရှင်တို့ဟာချင်းငွေလုပ်ငန်းထဲမှာငွေတွေကိုထုတ်ယူထားတဲ့ဟာလေးအဲ့ဒါကို equity ကိုရောစေတဲ့ debit side မှာထည့်တယ်เนาะဒီက personal drawing DIWING เนาะ DIW personal drawing personal drawing ဆိုတာပိုင်ရှင်တို့ရဲ့ငွေထုတ်ယူထားတဲ့လုပ်ငန်းမှာထုတ်ယူထားတဲ့ငွေတွေအဲ့ဒါကို equity မှာရောစေတဲ့အတွက် debit side မှာထည့်နော် statement of profit or loss ဆိုတာ equity အောက်မှာထည့်မယ်ကျွန်တော်တို့ရဲ့ဒီမှာ minor debit ထည့်ခြင်းလည်းရတယ် credit ထည့်ခြင်း profit ဆိုရင်တော့ကျွန်တော် share ဒီမှာ profit ဆိုရင် plus ထည့်မလား debit side မှာ credit side မှာထည့်မလား net loss ဆိုရင်တော့ minor ထည့်မလား debit side မှာထည့်မလားအဲ့ဒီမျိုးထည့်ခြင်းလည်းရနော်ဒီမှာတော့ဒါဆိုရင်အခုကျွန်တော်ရှင်းပြပေးတဲ့ debit credit ဆိုတာဘယ်လိုသတ်မှတ်တာလဲ equity and liability ဆိုတာ
class of account မှာဘယ်လိုခွဲထားလဲ class of account မှာ header ကိုဘယ်လိုခွဲထားလဲ account name လေးကိုဘယ်လိုသတ်မှတ်ထားလဲ equity နဲ့ library ပါအောက်မှာပါမယ် account name တွေကပါလဲ account name ID တွေကဘယ်လိုသတ်မှတ်ထားလဲဆိုတာဟာ video file သင်ခန်းစာကိုကျွန်တော်6 account မှာဒီပြောပြပြဖြစ်ပါတယ်ခင်ဗျဒီခု video file သင်ခန်းစာကိုနောက်မလဲသေးဘူးဆိုရှင်အရှိက video file သင်ခန်းစာကိုတစ်ခုချင်းပြန်ပြီးတော့လေ့လာစေချင်ပါတယ်နောက် video file သင်ခန်းစာမှာလေးဖို့အကြောင်းကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဒီအကောင့်လေးတွေကိုဒီအကောင့်လေးအောက်မှာရှိတဲ့အကောင့်ထဲကိုဒီတန်ဖိုးလေးတွေကိုဘယ်လိုထည့်ထားလဲအဲ့ဒီအကောင့်ထဲရောက်လာပြန်ဖိုးလေးကိုဘယ်လိုထည့်လဲဆိုတာကျွန်တော်လေးဖို့အကြောင်းကိုကျွန်တော်ဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျနောက် video file သင်ခန်းစာမှာကျွန်တော်လေးဖို့ဆိုတာဒီ voucher အနေဘယ်လိုထည့်လဲဆိုတာရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျနောက် video file မှာပြန်လဲဆိုတော့အကြောင်းပါခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ